CCBA Entertainment Channel ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါနော်ဒီနေ့တော့ကျွန်တော်တခြင်းအကြောင်းမဟုတ်ဘူးဗျာဒီကျွန်တော်တို့မြန်မာကစားသမားကျော်စွာဝင်းပါဝင်လာမဲ့ဒီနေ့ရဲ့1585ပွဲကိုကျွန်တော်ကဘယ်နေရာနဲ့တော့ကြည့်ရမှာဆိုတော့နည်းနည်းပြောပြခြင်းတော့ကိုမြန်မာအကစားသမားအပေးစေခြင်းလို့ပေါ့နော်ဒါကိုကျွန်တော်ဘယ်ကနေကြည့်မလဲဆို YouTube ကနေကြည့်ရမှာပေါ့နော် YouTube လည်းကြည့်လို့ရတယ် Facebook လည်းကြည့်လို့ရတယ်ဘယ်ဖြစ်ဖြစ်တူတူပဲပေါ့နော်ဒီမှာဒါကျွန်တော်ရှာပြီးသားဖြစ်နေလို့ပေါ့နော်ရှာတဲ့နေလေးကိုကျွန်တော်ပြပြပေးမယ်ဒီမှာဒီပေါ်ဆုံးကနေမှန်ဘလူးပုံလေးကိုထောက်လိုက်ထောက်ပြီးတော့ 1E1 CHAMPION champion 1 championship ဆိုပြီးရိုက်လိုက်ပေါ့နော်အဲ့ပြီးသွားရင်ရှာလိုက်အမှသူရဲ့1 championship page ပေါ်လာလိမ့်မယ်အဲ့ဒီ page ကိုဝင်ပြီးတော့ထောက်ကြည့်လိုက်မှာ12.5 million ပေါ့နော်ဒီအမှ live ဆိုပြီးပေါ်နေလိမ့်မယ်အဲ့ live မှာဝင်ကြည့်လို့ရတယ်ပေါ့နော် Facebook လည်းအဲ့လိုမျိုးပဲ Facebook မှာလည်းအဲ့လိုမျိုး1 championship ဆိုပြီးရှာလိုက်အဲ့ကြရင်လာလိုက်မယ်ကျော်စွာဝင်းပွဲရဟိုအလောက်မှဖြစ်မယ်ဗျအနည်းဆုံးသူက10နိုင်လောက်မှဖြစ်မယ်ထင်တယ်10နိုင်သူက10ခွဲစမှာတော့9ခွဲလောက်ကနေစပြီးကြည့်ရင်ပို့ပြီးတော့ဟိုနေဖြစ်မှာဒီညပေါ့နော်ဒီညဆိုဒီ20ရက်ပေါ့ဟုတ်တယ်20ရက်3လပေါ့နော်20ရက်3လ2026ဒီညမှာကျော်စွာဝင်းကိုအားပေးရမှာပေါ့နော်ဟိုဘက်တိုင်းကစားသမားကတော့ weight တန်းပို့သွားတယ်ပေါ့နော်သူ weight တန်းမဝင်ဘူးဒါပေမဲ့သူ့ရဲ့ထိုးကြီးတဲ့ခွဲပေးရအောင်ဒီကျော်စွာဝင်းကိုသူထိုးကြီးတဲ့ခွဲပေးရအောင်သူကခွဲပေးပေမဲ့သူတို့ကထိုင်းနေရဘယ်လိုမှမသိပါဘူးအားလုံးပဲကျေးဇူးတင်ပါတယ်နော်